သူရဲ့ကန်ဆိုးမှုတွေအသင်းစီကူးဆက်သွားမှာဆိုတာကြောင့်ချန်ပီယံဖြစ်ဖို့တေချာသွားပြီဆိုမှသာအသင်းစီပြန်လာတော့မယ်ဆိုတဲ့ပဲခူးနီးပြဟောင်းယာကန်ကလော့ပရိသတ်များအားလုံးပဲမင်္ဂလာပါဖိုးယူမီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပဲခူးနီးပြဟောင်းယာကန်ကလော့ကတော့ဒီဟာဒီပရီးမီးယားလိဂ်မှာဥဆောင်နေတဲ့ပဲခူးအသင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ခန်းစားချက်ကိုဖွင့်ရလာခဲ့ပါပြီသူအနေနဲ့လက်ရှိမှာအချိန်ကြီးကောင်းနေတဲ့ပဲခူးအသင်းရဲ့ပွဲစဉ်တွေကိုလာရောက်ကြည့်ရှုခြင်းမရှိတဲ့အပေါ်သတင်းတောက်တွေကမြင်းမြန်းခဲ့ကြတာဖြစ်ပြီးယာကန်ကလော့ကလည်းပို့ရင်လင်းလင်းပဲပြန်လည်ဖြေချသွားခဲ့တာဖြစ်ပါတယ်ကလော့ကသူ့အနေနဲ့ပဲခူးအသင်းချန်ပီယံဖြစ်ခဲ့ရင်အသင်းစီပြန်လာပြီးအောင်ပွဲခံမှာဖြစ်ကြောင်းပြောဆိုခဲ့သလိုသူ့ရဲ့တပည့်ဟောင်းအနေနဲ့အတူတူအမိုးဖွင့်ကားကြီးပေါ်အောင်ပွဲခံမှာမဟုတ်ပဲပရိသတ်တယောက်အနေနဲ့သာတခြားသောပရိသတ်တွေကြားထဲကနေအောင်ပွဲခံသွားမယ်လို့ပြောဆိုသွားခဲ့တာပါကလော့အနေနဲ့ပဲခူးအသင်းကို9နှစ်ကြာကင်တွယ်ခဲ့သူဖြစ်ပြီးပဲခူးအသင်းကိုတကြောပြန်အောင်မြင်စေခဲ့သူလည်းဖြစ်ပါတယ်ပဲခူးအသင်းအနေနဲ့ကလော့လက်ထက်မှာနေပေါင်းများစွာဝေးကွာနေတဲ့အမှတ်ပေးချန်ပီယံဆုကိုပြန်လည်ရယူနိုင်ခဲ့သလိုဥရောပရဲ့အမြင့်မားဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိဂ်ဖလားကိုလည်း6ကြိမ်မြောက်ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါအပြင်တခြားသောအောင်မြင်မှုတွေဖြစ်တဲ့ဥရောပဆိုပါဖလား FA ဖလားလိဂ်ဖလားနဲ့ကွန်ရီတိုင်းတွေကိုသာရယူနိုင်ခဲ့ပြီးပဲခူးအသင်းရဲ့ခေတ်တစ်ခုကိုပြန်လည်စတင်နိုင်ခဲ့ကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့နေရာဒီမှာတော့စာချုပ်တက်တန်း2နှစ်ကျန်နေသေးတဲ့ယာကန်ကလော့နဲ့ပဲခူးအသင်းတို့အားအသင်းဝယ်လမ်းခွဲခဲ့ကြပြီးနီးပြအသင်းဖြင့်အာနီစကော့ကိုခန့်ခဲ့တာဖြစ်ပါတယ်ကလော့အနေနဲ့ပဲခူးအသင်းနဲ့ရုတ်တရက်လမ်းခွဲပြီးတဲ့နောက်အသင်းစီတစ်ချိန်တစ်ခါမှပြန်လာခဲ့ခြင်းမရှိခဲ့ပဲအသင်းအောက်တော်မော်အသင်းရဲ့ပွဲစဉ်ကိုသာတွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ကလော့ဟာကဘာကျော်ရက်ဘူးအုပ်စုရဲ့ကဘာလုံးဆိုင်ရာဘောလုံးအရာရှိချုပ်ဖြင့်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်ကလော့အနေနဲ့ပြီးခဲ့တဲ့တစ်ပတ်ကတောင်အာဖရိကနိုင်ငံကိန်းတောင်မြို့မှာကျင်းပခဲ့တဲ့ရန်ကုန်ပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီးသတင်းတော်တွေကပဲခူးအသင်းနဲ့ပတ်သက်ပြီးဝိုင်းဝန်းမေးမြန်းခဲ့ရမှာအခုလိုဖြေကြားသွားခဲ့ပါတယ်ကလော့ကဟုတ်ပါတယ်လဘာဦးတင်တာချန်ပီယံဖြစ်ခဲ့ရင်ကျွန်တော်အဲ့ကိုတေချာပေါက်ပြန်သွားမှာပါဒီအတွက်လည်းစီစဉ်ထားတာတွေစဉ်းစားထားတာတွေရှိပါတယ်သူတို့ဖလားရပြီဆိုတာနဲ့ကျွန်တော်လဘာဦးကိုပြန်ပြီးအရာအားလုံးနဲ့အောင်ပွဲခံသွားမှာပါဒါပေမဲ့အမိုးဖွင့်ကားပေါ်မှာကျွန်တော်ရှိနေမှာမဟုတ်ပါဘူးတခြားလဘာဦးပရိသတ်တွေနေတူလူအုပ်ကြီးတွေကနေပဲအောင်ပွဲခံသွားမှာပါကျွန်တော်နဲ့အတူလက်တွဲခဲ့တဲ့သူတွေကလည်းအဲ့မှာကျွန်တော်နဲ့အတူရှိနေစေချင်ပါတယ်ဒါပေမဲ့ရာသီအပိတ်ပွဲစဉ်ကြရင်တော့ F3 မှာကျွန်တော်ရှိနေမယ်ထင်ပါတယ်မှန်တိုင်းပြောရရင်ဒီချိန်မှာလဘာဦးပွဲစဉ်တွေကျွန်တော်သွားမကြည့်ရသေးပါဘူးဘာလဲဆိုတော့ကျွန်တော်ရဲ့ကန်ဆယ်မှုတွေသူတို့စီကိုကူးဆက်သွားမှာဆိုလို့ပါကျွန်တော်သွားကြည့်လိုက်မှသူတို့ရဲ့အခြေအနေတွေစိုးသွားတာမျိုးဖြစ်စေချင်ပါဘူးဒါကြောင့်ချန်ပီယံဖြစ်ဖို့တင်ချသွားပြီဆိုတဲ့အခါမှာကျွန်တော်အဲ့ကိုပြန်သွားဖြစ်မှာပါဆိုပြီးသူ့ရဲ့ခန်းစားချက်တွေကိုပွင့်လင်းလင်းပဲဖွင့်ရသွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်ရှိနေပြအာနီစလော့ရဲ့နဲ့သူ့ရဲ့အကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိကြပြီးသူ့အနေနဲ့လက်ရှိစွမ်းဆောင်ပြနေတဲ့ပတ်သက်ပြီးဂုဏ်ယူမိကြောင်းပြောဆိုသွားခဲ့ပါတယ်။ဒါအပြင်နဲ့သူဝယ်ပြီးခဲ့တဲ့ PSG အသင်းနဲ့ပွဲစဉ်ပြီးမှသူတို့နှစ်ဦးကြားအပြန်အလှန်စာပို့ပြီးစကားပြောဆိုမှုတို့ရှိခဲ့ကြောင်းပြောဆိုခဲ့ပါသေးတယ်။ပဲခူးအသင်းကတော့ဒီဟာဒီအမှတ်ပေးချန်ပီယံဖြစ်ဖို့ရာနှုန်းဖြစ်အနီးပါးတေချာနေခဲ့ပြီဖြစ်ကတင်ချာနေရတာချန်ပီယံဆုနဲ့လွဲချေအောင်နိုင်ခြေရှိတာဖြစ်ပါတယ်ဒါပေမဲ့လက်ကျန်10ပွဲသာကျန်တော့တဲ့အချိန်မှာအနီးကပ်ဆုံးပြိုင်ပွဲဖြစ်တဲ့စင်မြင်တို့ကလည်း15မှတ်အထိပြည့်ကျန်နေခဲ့ပြီဖြစ်သလိုဒဏ်ရာပြဿနာတွေနဲ့လည်းလုံးပန်းနေရတာမဟုတ်ပဲခူးအသင်းကိုအမိလိုက်ဖို့ဆိုတာလုံးဝဖြစ်နိုင်တော့ဘူးလေဖြစ်ပါတယ်ဒါအပြင်ပဲခူးအသင်းဟာချွေဖလားမှာလည်းဘိုလူပွဲအဆင့်တွေတက်ရောက်ထားနိုင်ပြီဖြစ်ကချန်ပီယံလိဂ်မှာလည်းပုံစံကောင်းတွေပြသထားနေတာကြောင့်စူဖလား3လုံးချန်ပီယံဖြစ်အောင်ပွဲခံသွားဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်